မာလကာသီးကိုစားပေးတင်တာပါသွားတိုက်တိုင်းတဖုံးသွေးထွက်နေလားတကတော့ပြိုကျနေတဲ့နေရန်ကိုပြန်လဲပြုတ်ပြင်ပေးမဲ့ပြန်စရာပါပဲအရန်ကိုအံ့ဩစရာကောင်းတယ်နော်မာလကာသီးထဲမှာလိမ္မော်သီးထက်ဗီတာမင်စီဓာတ်လေးဆပိုပါဝင်တယ်ဒီဓာတ်တွေကသွေးကြောလေးတွေကိုပိုမိုခိုင်မာအားကောင်းလာစေပြီးသွေးထွက်တာကိုရပ်တန့်စေတာပါတပုံးဆိုတာတင့်ရက်သွားတွေကိုခိုင်ခိုင်မြဲမြဲဖမ်းဆုပ်ထားတဲ့အရာပါမာလကာသီးကဗလက်မြေလိုမျိုးပျက်စီးနေတဲ့တပုံးတရှူးတွေကိုအမြန်ဆုံးပြန်လဲတိဆောက်ပေးတယ်ကဲအနီးကထပ်ပြီးကြည့်လိုက်ရအောင်အမြင့်ထဲကိုတိုးဝင်ကျင်နေတဲ့ပိုးမွားတွေကိုမာလကာသီးအနက်ကတန်မဏိဒိုင်းကာကြီးတစ်ခုလိုမျိုးပိတ်ဆို့တားဆီးလိုက်တာတွေ့ရမယ်တပုံးတွေရောင်ရမ်းပြီးနာကျင်နေရင်သူ့မှာပါဝင်တဲ့သဘာဝဓာတ်တွေကပူလောင်မှုတွေကိုအေးမြစေပြီးကျန်းမာတဲ့ပန်းရောင်တပုံးလေးအဖြစ်ပြန်လဲပြောင်းလာပေးနိုင်စွမ်းရှိမာလကာသီးကိုဝါးစားတဲ့အခါမှာသွားချေးကြောက်တွေကိုဖယ်ရှားပေးသလိုမေယိုးကြွက်သားတွေကိုပါလေ့ကျင့်ပြီးသွားနဲ့ခတွင်းတစ်ခုလုံးကိုပုံမှုတန်ဆွမ်းလာအောင်ကူညီပေးတယ်။အသီးတွေမကပဲအရွက်ကလည်းအထူးဆေးစွမ်းထက်တာသိပါသလား။မာလကာရွက်ကိုရေနွေးချမ်းလို့တောက်ရင်ခတွင်းနဲ့ဆိုးနဲ့ပိုးမွားတွေကိုအထီရောက်ဆုံးရှင်းလင်းပေးနိုင်ပါတယ်။ဒါကြောင့်တဖုံးသွေးထွက်မှာကိုထပ်ပြီးတော့စိတ်ပူစရာမလိုတော့ဘူး။ဒီအသီးလေးကိုပုံမှန်စားပေးပြီးခိုင်ငန့်လက်ပတဲ့အပြုံးပိုင်ရှင်အဖြစ်ယုံကြည်မှုအပြည့်နဲ့နေထိုင်လိုက်ပါ။ဒါကြောင့်မို့လို့တင်က